စေလေအာဆန်လူရဲ့လမ်းနဲ့တော့လာတွေကောင်းလို့ထားကြမယ်ပေါ့အာဆန်လူရဲ့အင်္ဂရိစီရဲ့မင်းတွေ့ပေါ့ကျုံနဲ့ကြောင်းလုံးငယ်ရှင်းထားရဲ့ဒီမှာဘူးလဲလို့ဘယ်ကိုမြင်မှလဲဆုံးဖြတ်တဲ့တိုင်းမင်းရဲ့ကံပေါ်နာတော့လမ်းလို့သူရတန်းသွားအောင်နောက်ဘက်မျက်နှာကြားခွဲရွှေ့လိုက်တယ်ပေါ့နေပါစေလေဘာဆန်လူရဲ့